ဇက်သပင်ဖခင်ကြီးရွှေမန်းတင်မောင်ကမြန်မာဇက်သပင်ကိုမြင့်တင်ခဲ့တဲ့အချက်၅ချက်ကိုကျွန်တော်ဖော်ပြပြမယ်။နံပါတ်1မီးရောင်နဲ့အထူးအလင်းမောင်စနစ်တွေကိုစတင်အသုံးပြုဖန်တီးနိုင်ခဲ့ခြင်းရွှေမန်းတင်မောင်ကစလိုက်မီအနုမြရောင်ကြီးမီးများကိုဇက်ခုံပေါ်မှာပထမဆုံးစတင်အသုံးပြုခဲ့သူဖြစ်ပါတယ်။လက်စီလက်တဲ့ပုံစံမိုးရွာတဲ့ပုံစံမိုးကြိုးပြတဲ့ပုံစံစတဲ့တီထွင်မှုအကျိုးသက်ရောက်မှုတွေကိုစတင်ဖန်တီးပြသခဲ့သူဖြစ်ပါတယ်။ဒါကြောင့်မြန်မာဇက်သပင်ကသူ့ရဲ့ခင်မှာပုံမခင်မိပြီးတော့တ िश သူပရိသတ်တွေကိုအားသိစေခဲ့ပါတယ်။နံပါတ်2ညီတစ်ပိုင်းကားပြတဲ့စနစ်ဇက်သပင်ကိုစတင်ဖော်ဆောင်နိုင်တဲ့ခြင်းရွှေမန်းတင်မောင်ကသူ့ရဲ့ခင်မှာအရင်လိုတညလုံးမကပဲနဲ့ညဝက်အတွင်းပြီးဆုံးအောင်စီစဉ်တင်ဆက်ခဲ့သူဖြစ်တယ်။ပရိသတ်တွေအဲ့ရမပြတ်ပဲနဲ့ဇက်သပင်ကိုအေးအေးဆေးဆေးကြည့်ရှုနိုင်အောင်ဆိုပြီးတော့လုပ်ပေးခဲ့ပါတယ်။ဒီစနစ်ကြောင့်ပဲရုပ်ရှင်ဘက်ကိုရောက်သွားတဲ့ပရိသတ်အများစုတွေကဇက်သပင်ဘက်ကိုပြန်လည်စိတ်ဝင်စားလာခဲ့ကြပါတယ်။နံပါတ်3ဂျုံသွင်းစနစ်နဲ့ထိုင်ကောအစစ်တမန်ချက်စနစ်ကိုစတင်ဖော်ဆောင်နိုင်ခဲ့ခြင်းရွှေမန်းတင်မှာဇက်သပင်ကိုအစစ်မြစ်တင်ရမှာလဲဒီအချက်ကအရန်ထိရောက်ခဲ့ပါတယ်ရွက်ထည်ယုံကြီးတွေထိုးပြီးတော့9ချက်3ချက်2ချက်1ချက်စတဲ့ထိုင်ကုန်တန်းအလိုက်လက်မှတ်ရောင်းချတဲ့စနစ်ကိုအသုံးပြုခဲ့ပြီးတော့ဇက်သပင်ကိုပုံမစနစ်ကြတဲ့ဖြောပြရေးလုပ်ငန်းတစ်ခုပြီးစတင်ပြောင်းလဲနိုင်ခဲ့ပြီးတော့ပရိသတ်တွေကိုအေးအေးဆေးဆေးနဲ့တတောက်တတာနဲ့ဇက်သပင်ကိုကြည့်ရှုစေခဲ့သူဖြစ်ပါတယ်နံပါတ်4ချက်ဇက်သပင်အကြောင်းအရာတင်ဆက်ပုံတွေကိုခင်မီအောင်အသက်ပြောင်းလဲတင်ဆက်နိုင်ခဲ့ခြင်းရွှေမန်းတင်မောင်ဟာရိုးရာကပြမှုတွေပြင်ဂီတယူဒိုလက်ဝဲတုံတရာလို့ပြဇက်တွေအော်ပရာတွေဇက်ထုတ်တွေကိုစတင်ပြီးတော့ကပြတင်ဆက်ခဲ့သူဖြစ်ပါတယ်။စာပေလူမှုရေးနိုင်ငံရေးအတွေးအခေါ်ပါဝင်တဲ့ဇက်လန်းတွေပထမဆုံးထည့်သွင်းတင်ဆက်ခဲ့သူဖြစ်ပါတယ်။ဇက်သပင်ကိုပျော်ရွှင်မှုတစ်ခုတည်းဒီမဟုတ်ဘဲနဲ့ပညာဘေးအမှုပညာတစ်ခုဖြစ်မြင့်တင်ပေးခဲ့သူဖြစ်ပါတယ်။နံပါတ်5ရွှေမန်းတင်မောင်ရဲ့ဆွဲဆောင်ရည်နဲ့ဇက်သပင်ပေါ်မျက်နှိုးခြင်းရွှေမန်းတင်မောင်ဟာသူဖွဲ့စည်းထားတဲ့လူပေါင်း80လောက်ရှိတဲ့ဇက်သပင်ကိုမြန်မာတပြည်လုံးကိုပထမဆုံးလိုက်လေကပြဖျော်ဖြေနိုင်စွမ်းရှိအောင်ဖန်တီးခဲ့သူဖြစ်ပါတယ်။ရုပ်ရှင်တွေခေတ်စားနေတဲ့အချိန်မှာတော့ဇက်သပင်ကိုပရိသတ်တွေပြန်လည်စိတ်ဝင်စားလာအောင်နည်းအမျိုးမျိုးနဲ့ဆွဲဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ရွှေမန်းတင်မောင်ဟာဇက်သပင်ကိုအသက်ပေးပြီးတော့ချစ်မြတ်နိုးသူလည်းဖြစ်ပါတယ်။ကွယ်လိုချိန်ခါနီးမှာတော့မှကျမ်းမာရေးအခြေအနေဆိုးဝါးတဲ့အချိန်မှာတော့မှပရိသတ်ရှင်မှာအမှုပညာကိုကပြဖျော်ဖြေနေရင်အသက်ရှုံခဲ့ရခြင်းကသူ့ရဲ့အမှုပညာပေါ်ထားတဲ့စေနာကဘလောက်ကြီးမားတယ်ဆိုတာပရိသတ်တွေကိုမျက်မြင်သိကြမြင်စေခဲ့သူဖြစ်ပါတယ်။ဒီအချက်တွေကတော့ရွှေမန်းတင်မောင်ကဇက်သပင်ကိုမြင့်တင်ပေးခဲ့တဲ့အချက်တွေများစွာတဲ့ကမှအကြီးမားဆုံးအချက်တွေဖြစ်ပါတယ်။ဒါတွေကြောင့်ပဲကျွန်တော်တို့ကရွှေမန်းတင်မောင်ကိုဇက်သပင်ဖခင်ကြီးလို့ခေါ်တွင်ကြတာပါ။ဒီလိုကြိုးပမ်းခဲ့တဲ့အချက်တွေဇက်သပင်ကိုအသက်နဲ့ရင်းပြီးတော့မြင့်တင်ပေးခဲ့တဲ့အချက်တွေကြောင့်ဇက်သပင်ဖခင်ကြီးရွှေမန်းတင်မောင်ကိုနိုင်ငံတော်ကထာဝရဂုဏ်ပြုတမန်မှတ်တမ်းတင်ခံရသူဖြစ်လာခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။